ဗုဒ္ဓဘာသာဝင်တို့ရဲ့နေလူနိမြတ်ဖြစ်တဲ့ကစုံသားပြည်နေ့မှာပြုလုပ်ရမယ့်ကုသိုလ်9မျိုးမျှဝေပေးပါရစေခင်ဗျာရေတပ်ပဲ့ခြင်းမြတ်စွာဘုရားသတင်းသုံးနေထိုင်တော်မူသောဘုရားကြောက်ကန်စေပြီးစင်နုတော်တို့အားတယောကင်မွန်အမွှေးနှံသာမာလာရီစင်တို့ဖြင့်ရေတပ်ပဲ့ခြင်းရောင်ကြီးတော်ဖွင့်ခြင်းတို့ကိုဆောင်ရွက်ပါကထိုလူကြောင့်အင်အေးချမ်းစေပါတယ်အတိုက်ခိုက်ကင်းစေပါတယ်ဆုံးကက်လူချင်းဒါပြည်နေ့မနက်4နာရီခွဲမှ6နာရီကြားတွင်စွန်ရေချမ်းခဲဘွယ်ဘောစင်အစုစုတို့ကိုမိမိတအားသူ၏လူရန်ချင်းကြောင့်ကန်ဆာတာတက်စေပါတယ်ရုပ်ဖတ်ပူဇော်ခြင်းပြုလုပ်ရမယ့်အချိန်မနက်6နာရီမှ8နာရီခွဲတွင်ဖြစ်ပြီးတော့ပေပထန်းရုပ်ဖတ်ခြင်းမဟာသမယတုတ်ရုပ်ဖတ်ခြင်းတိလခံယူခြင်းစတဲ့အမှုတွေကိုစိတ်တည်ငြိမ်စွာထားပြီးရုပ်ဖတ်ပူဇော်ကအမြတ်ပေးဝေရပါမယ်မိဘတို့အားကျွေးမွေးလှူဒါန်းခြင်းမိဘကိုလှုပ်ကြွေးသောပုဂ္ဂိုလ်ဟာယခုဘဝမှာပင်ချမ်းသာဒုက္ခရစေတာကြောင့်စားကောင်းတောက်ဖွယ်များကျွေးမွေးလှူဒါန်းခြင်းအမှုကိုလှူဒါန်းနိုင်ပါတယ်ဇီဝိတဌာနပြုခြင်းငှက်လွတ်ခြင်းငါလွတ်ခြင်းလိပ်စာခွေးငှက်ခိုးစာကျွေးခြင်းစတဲ့အမှုလေးတွေကိုပြုလုပ်တင်ပြီးထို့သို့ကျွေးနေချိန်မှာမိမိစိတ်ကဖြစ်စေနှုတ်ကဖြစ်စေတရားလေးတွေကျမ်းမာချမ်းသာစေဖို့မေတ္တာပို့ပေးရပါမယ်ပန္တကူဖြစ်ခြင်းညနေ9နာရီမှ9နာရီကြားမှာဆောင်ရွက်နိုင်ပြီးတော့ပန္တကူဖြစ်ခြင်းဆိုတာဟာအမှန်တကယ်လိုအပ်သောသူများအားငွေကြေးစားတောက်เสียများလှူဒါန်းပေးခြင်းစသည်တို့ပြုလုပ်ခြင်းဖြစ်ပါတယ်ထို့ရလက်ကြောင့်ငွေကြေးကိစ္စများအလျင်အမြန်ပြုလုပ်စီပါတယ်စီမီကလူချင်းအမွှေးတိုင်ကလူချင်းတောင်းစုပြုခြင်းပြုလုပ်ရမယ့်အချိန်ကတော့ည8နာရီမှ10နာရီကြားဖြစ်ခါစီမီ7တိုင်းအမွှေးတိုင်စသည်တို့ကိုကက်လူကတမာဒီဝနှကောင်းနှမြတ်များအားပင့်ဖိတ်ခါမိမိတနေ့တာပြုခဲ့သည်မြတ်ကုသိုလ်ကောင်းမှုတို့ကိုအမြတ်တမ်းပေးဝေရပါမယ်အမြတ်တမ်းပေးဝေပြီးတဲ့အခါမှာတော့မိမိလိုအပ်သောအရေးကြီးတောင်းစုတစ်ခုကိုထိုအမြတ်ဝေပြီးချိန်မှာတောင်းစုပြုနိုင်ပါတယ်ဖျားဖြစ်စုပန်ရင်ပင်ရနိုင်တာဖြစ်လို့မိမိတို့ရဆန္ဒပြုနိုင်ပါတယ်ခင်ဗျာ